လူတွေရဲ့စိတ်ဟာအငြိမ်မနေဘူးတဲ့လူရဲ့စိတ်ဟာဘာနဲ့တူတော့ဆိုမြောက်နဲ့တူတယ်မြောက်တွေကြည့်လိုက်လို့ရှိရင်ငြိမ်နေတဲ့အခါဆိုမတန်ရှားတယ်ဟိုတိတ်ကိုင်းဆွဲလိုက်ဒီဟိုပင်ခုံကူးလိုက်ဒီပင်ခုံကူးလိုက်နဲ့ဘာမှမလုပ်ရရင်မျက်လုံးလေးပင့်လိုက်ပါးစပ်လေးဖြဲလိုက်လှုပ်နေတာအဲ့ဒါနော်အဲ့ဒီလိုမြောက်အငြိမ်မနေသလိုပဲတဲ့ကိုယ်စိတ်ကလည်းဘယ်တော့မှအငြိမ်မနေဘူးမြင်တဲ့အာယုံနောက်လိုက်သွားလိုက်ကြားတဲ့အာယုံနောက်လိုက်သွားလိုက်အနံ့ရရင်လိုက်သွားလိုက်အရသာပေါ်ရင်လိုက်သွားလိုက်အာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာဖြတ်ဖြတ်လူးနေအောင်ခြောက်သွားနေတာနော်မြောင်းနဲ့လာသရံတူတယ်လူစိတ်ဟာအဲ့ဒီလိုအခြေအနေရှိတဲ့စိတ်ကိုတတိလေးနဲ့ငြိမ်ငြိမ်နေဖို့အာယုံလေးတစ်ခုပေးပြီးဆိုတော့ထွက်လေဝင်လေလေးပေါ်မှာသူ့ကိုငြိမ်အောင်ထားကြည့်အတော့ခက်တယ်မလွယ်ဘူးတဲ့ဒီဟောတဏှာရဲထားဖို့ရသူမရနိုင်ဘူးဆောက်ရှောက်ဖို့အလုံးကိုခက်တယ်သူသွားနေကြသွားတာပဲမရဘူးထိန်းရကြောင်းရအလွန်ခက်တယ်လို့ပြောတယ်စိတ်ဟာအဲ့တော့ခက်တယ်လို့ပြောတာလုံးလို့မရဘူးလို့ပြောတာမဟုတ်ဘူးစိတ်ကိုကမ္မထမ်းအာယုံပေါ်မှာတင်ကြည့်လိုက်တာနဲ့တပြိုင်နက်တစ်ဖြတ်ဖြတ်လူနေမပြောဘူးမနေချင်ဘူးသူကကာမဂုဏ်အာယုံတွင်သို့ခုံဆင်းဖို့ပဲကြိုးစားတယ်နာသီးပြားလေးကလေရှူတဲ့ပေါ်လေးမှာတင်ချီထွက်ပြေးသွားပြန်တယ်နော်ဒါကြောင့်မို့မလှူရှားနိုင်အောင်သူ့ကိုကြိုးစားပြီးတော့နှိပ်ကွက်ရမှာဖြစ်တယ်လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်အဲ့ဒါလို့မငြိမ်မသက်ဖြစ်နေတာဟာသူ့အစွမ်းကြီးမဟုတ်ဘူးသူ့ရဲ့အပေါင်းအသင်းတွေကြောင့်ဖြစ်တာသူနဲ့အတူတူကတောက်ဖို့တောက်ဖက်ကြီးဖို့ကြီးပဲတည်ရှိတယ်အဲ့ဒီကောင်တွေကိုနှိမ်ရမှာလို့ဆိုတော့တယ်နော်ဆောင်းလျှောက်ဖို့ခက်တယ်ဒါပေမဲ့ဆောင်းလျှောက်ရမှာဖြစ်တယ်တားမြစ်ဖို့ရခက်တယ်ဒါပေမဲ့တားမြစ်ရမယ်သူအာယုံမျိုးမျိုးခုန်ကူးပြီးတော့လျံလျံထနေတာမဖြစ်အောင်အာယုံကူတဲ့ပုံမှာငြိမ့်နေအောင်တမာတိစွမ်းအားနဲ့ထိမ့်မယ်တတိနဲ့ထိမ့်မယ်ပညာနဲ့ထိမ့်မယ်ဒါကိုပဲကမ္မထာထုတ်တယ်လို့ခေါ်တာလေ